ယော်နယ်ရိုဂိုးမသွင်းနိုင်တာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဖန်တွေကပေါ်တူဂီအတင်းသားတွေတင်မကဘဲနဲ့သူတို့နဲ့ဆက်နွယ်နေတဲ့တူရီယိုကိုပါလိုက်လံပြီးတော့တိုက်ခိုက်နေရအောင်တွေ့ရတယ်မြအားလုံးပဲမင်္ဂလာပါဗျFootball and Family မှနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကမ္ဘာဖလားအဖွင့်ပွဲမှာဆိုရင်ခရစ္စတီယာနိုယော်နယ်ရိုကခြေစွမ်းမပြနိုင်တာနဲ့ပတ်သက်ပြီးတော့ပေါ်တူဂီအတင်းရဲ့ကစားသမားတွေအပြင်သူတို့ရဲ့မိသားစုဝင်တွေပါဆိုရှယ်မီဒီယာပေါ်မှာယော်နယ်ရိုရဲ့ဖန်တွေကတိုက်ခိုက်ခြင်းကိုခံနေရပါတယ်ဘလူးနိုဖာနန်ဒက်ရဲ့အမျိုးသမီးရဲ့ Instagram ရဲ့ပို့အောက်မှာဆိုရင်တော့မင်းယောက်ျားကိုပြောပြစမ်းပါယော်နယ်ရိုကိုမနာလို့မဖြစ်နဲ့သူ့ကိုမိနစ်60လုံးလုံးယော်နယ်ရိုစီဝဲဘောလုံးပေးဖို့အတွက်ပြောပြစမ်းပါဒီကွန်မန့်ကြီးကတော့အရန်ကိုရိုင်းနေမြငါမိမကြီးယော်နယ်ရိုကိုဘောလုံးပေးဖို့အတွက်ဘလူးနိုဖာနန်ဒက်ကိုပြောပြစမ်းပါပါဆိုပြီးတော့ပြောခဲ့တယ်မြမင်းယောက်ျားကိုတကူကောင်းမဆန်ဖို့နဲ့ယော်နယ်ရိုကိုလေးစားဖို့အတွက်မှားထားပြစမ်းပါကွာဂျာအိုနီးဘဲရဲ့ကောင်မလေးရဲ့ Instagram ပို့အောက်မှာဆိုရင်တော့ကိုလေးစားစမ်းပါမင်းတို့နိုင်ငံကိုကဘာတီးအောင်လှုပ်ပြပေးခဲ့တဲ့တူလေးဘာမှမရှိရကနေတမိုင်းတွေကိုရေးထိုးပေးနေတဲ့တူကိုလေးစားကြစမ်းပါသူ့အတွက်တိုက်ပွဲဝင်ပေးကြစမ်းပါမင်းရဲ့လူဘူးလေးကိုပြောပြီးစမ်းပါခရစ္စတီယာနိုယော်နယ်ရိုကို respect ရှိဖို့အတွက်ဒါဆိုရင်တော့အချင်းချုပ်ပဲရှိပါသေးတယ်တကယ်တော့ဂူးလို့ဖြစ်နေတာဆိုရင်ပေါ်တူဂီအတင်းအတွက်ဘယ်လိုမှကိုပဲကောင်းမနေပါဘူးပိုဆိုးတွားနိုင်တာယော်နယ်ရိုနဲ့ပတ်သက်ပြီးတော့ဘရူနိုဖာနန်ဒက်ကိုပါတိုက်ခိုက်နေတဲ့ပို့တွေကိုယော်နယ်ရိုရဲ့အမအပါဝင်ပြီးတော့ရှယ်တော့တာကိုတွေ့ရတယ်မြပေါ်တူဂီတင်းနေနဲ့နောက်လာမဲ့ပွဲတွေမှာဆိုရင်နိုင်မှဖြစ်မှန်မြမနိုင်ဘူးဆိုရင်တော့ဒီထက်ပိုပြီးတော့ဆိုးဝါးတွားနိုင်တဲ့အခြေအနေမျိုးတွေရှိရတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ